ဒီဘန်းရဲ့အစမှာဘန်းရဲ့အဖေနဲ့အမေကသူတို့သားဘလောက်လိမ်မာကြောင်းတော်ကြောင်းတွေကိုချီးကျူးနေပါတယ်။အဲ့လိုဘန်းလိမ်မာနေတာကလည်းသူတို့တွေရဲ့အုတ်ထိပ်မှုကောင်းလို့ဖြစ်ပြီးတော့ဘန်းကိုလည်းမချုပ်ချယ်ပဲလောလောလတ်လတ်ထားတာကြောင့်လို့နှစ်ယောက်သားခုံယူနေကြပါတယ်။အဲ့ဒီချိန်ဂျိုသားတစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့်လမ်းပေါ်မှာပောက်ကွဲမှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီကောင်ကြီးကတော့ hybrid ဂျိုသားကောင်တစ်ကောင်ဖြစ်ပြီးတော့အရင်ကောင်တွေရဲ့ပုံစံနဲ့မတူပဲထူးခြားနေပါတယ်။အဲ့ဒီကောင်ကြီးကတော့ Akman နဲ့ Found နဲ့ဖြစ်ပြီးတော့အရင်ကမြင်ဘူးတဲ့ hybrid ကောင်တွေတဲ့ပူကျန်းပါတယ်။အဲ့ဒီချိန်ကောင်လေးတစ်ယောက်ကမပြေးပဲ hybrid ဂျိုသားကောင်ကြီးစီပြေးသွားနေတာကြောင့်ဘန်းရဲ့အဖေနဲ့အမေကတားနေရပါတယ်။တေချာကြည့်လိုက်တော့မှအဲ့ဒီကောင်လေးကတခြားသူမဟုတ်ပဲဘန်းဖြစ်နေတာကိုသိလိုက်ရတာပါ။ကယ်ဗင်နဲ့ကွမ်ကလည်း hybrid ကောင်ကိုတိုက်ခိုက်နေပြီးတော့ဘန်ကလည်း swamp fire ပုံစံနဲ့ဝင်ပြင်းပေမဲ့သူပဲပြန်ပြီးဆော့ခံလိုက်ရပါတယ်။ဒါပေမဲ့ကယ်ဗင်နဲ့ကွမ်ရဲ့ပူးပေါင်းတိုက်ပွဲကြောင့်ဟိုကောင်ကိုပြန်ဆုံနိုင်လိုက်ပါတယ်။ hybrid ကောင်ကလည်းသူ့ရဲ့ပုံစံတစ်ကြောင့်ဘာမှတော့ဖြစ်မသွားပေမဲ့ဘန်တို့ကိုဆက်မတိုက်ခိုက်တော့ပဲထွက်သွားပါတော့တယ်။ချေဆော်ခံလိုက်ရတဲ့ဘန်လည်းသူ့ရဲ့မျက်ကွင်းမှာညှို့သွားပြီးတော့အဲ့ဒီအဖြစ်အပျက်တစ်ခုလုံးကိုမြင်တော့ခဲ့တာကတော့သူ့ရဲ့အဖေနဲ့အမေပါ။ hybrid ကောင်ဆော်တာခံလိုက်ရတဲ့အပြင်အိမ်ပြန်ရောက်ရင်သူ့မိဘတွေထပ်ဆော်တာပါခံရတော့မယ့်ပုံမှာသူ့မိဘတွေကတော့ဘန်ကိုအိမ်ကနေစီးညိုနေပြီးတော့ဘန်ကလည်းသူတို့မသိဘူးထင်တဲ့ចောင်းကောင်တွေနဲ့ရန်ဖြစ်ခဲ့တာဖြစ်ကြောင်းလိန်လိုက်ပါသေးတယ်။ဒါပေမဲ့တိနေပြီးသားဖြစ်တဲ့ဘန်ရဲ့မိဘတွေကြောင့် Onitrix ကိုလွန်ခဲ့တဲ့9နှစ်တည်းကစတုံးနေခဲ့တာဖြစ်ကြောင်းနဲ့ကဘာကြီးကိုအဖိုးနဲ့အတူကာဝယ်နေတာဖြစ်ကြောင်းရှင်းပြလိုက်ရပါတယ်။ဒါပေမဲ့အခုမှဒီကြောင်းတွေကိုသိတဲ့ဘန်ရဲ့မိဘတွေကတော့ဘန်ကိုအလိုလိုက်တာများသွားတာကြောင့်ဒီလိုတွေဖြစ်နေရတာဆိုပြီးတော့ Onitrix ကိုတင်ထားဖို့လုပ်ပါတယ်။ဘန်က Onitrix ကိုချွတ်လို့မရကြောင်းပြောပေမဲ့ဇွဲမလျှော့တဲ့ဘန်ရဲ့အဖေကနီးမျိုးစုံနဲ့စူးစမ်းကြည့်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူလည်းတကယ်ချွတ်မရမှန်းကိုလက်ခံလိုက်ရပါတော့တယ်။ဒါပေမဲ့ Onitrix ကိုအသုံးပြုဖို့ကတော့ပိတ်ပင်လိုက်ပါတယ်။တကယ်တော့ဘန်ရဲ့မိဘတွေကလည်းအနေများတဲ့လုံမှုဘန်ကိုမလုပ်စေချင်တာကြောင့်ပိတ်ပင်နေတာဖြစ်ပါတယ်။ကယ်ဗင်နဲ့ကွမ်ကတော့ hybrid ကောင်တွေရဲ့ခုံတင်တင်မောတစ်စင်းကက်စတွန်ကျွန်းကနေဘဲဦးမြို့ကိုတင်ပို့မဲ့အကြောင်းကိုစုံစမ်းနေပြီးတော့အဲ့ဒီချိန်မှာ DN alien တွေရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။အဲဒါကြောင့်ကယ်ဗင်ကဘန်ကိုဖုန်းဆက်ကိုညင်တောင်းလိုက်ပြီးတော့ဘန်ကလည်းကျောင်း project အတွက်အင်စာလုပ်ရရှိရဆိုပြီးခိုးထွက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဘန်ရဲ့မိဘတွေကဘန်ခိုးထွက်မှာကိုကြိုးတင်နေပြီးတော့ရှေ့ကနေကြိုးဆောင်နေပါတယ်။ဘန်ကလည်းသူကဆွမ်းရှိတဲ့ alien ဖြစ်ကြောင်းတွေပြောလိုက်ပြီးမြဲသူ့အမေကအိမ်ပြင်ထွက်ရင်ရိုက်မယ်ဆိုတာကြောင့်ဘန်ခင်များအိမ်ထဲကိုပြန်ဝင်သွားခဲ့ရပါတယ်။ဘန်ဘလောက်တောင်ဘူးနေလဲဆိုရင်ဒီကောင်အကိုရဲ့မျက်နှာကိုကြည့်ရင်ကျွန်တော်တို့သိပါတယ်။ခွမ်တို့ကလည်း DN alien တွေနဲ့တိုင်ပတ်နေတာကြောင့်ဘန်ကိုဖုန်းဆက်ကူညီတောင်းနေပါတယ်။အဲဒါကြောင့်ဘန်ကလည်းဖုန်းထဲကနေအကိုရဲ့အတန်လိုင်းနဲ့ DN alien ကောင်တွေကိုစော်ပေးလိုက်ရပါတယ်။အဲ့ဒီချိန်သူ့မိမတွေခန်းထဲကိုရောက်လာပြီးတော့ဖုန်းကိုပါတင်လိုက်ပါတယ်။သူ့အမေကဘန်နဲ့ဖုန်းပြောနေတာဘာလို့လဲဆိုတာကိုမေးပေမဲ့အချင်းချင်းပေါ်ထားတဲ့ယုံကြည်မှုကိုဘယ်တော့မှမဖောက်ဖျက်မဲ့ဘန်ကတော့မပြောဘဲပေးနေပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဆရာကြီးဘန်ကတော့သူ့အမေနှစ်ချက်စိုက်မကြည့်လိုက်ရပါဘူး။အကုန်ပြောပြလိုက်ပါတော့တယ်။အဲ့ဒါကြောင့်ခွမ်ရဲ့အိမ်ကလည်းတိသွားပြီးတော့ခွမ်ကလည်းအဆူခံလိုက်ရတဲ့ကြောင့်ဘန်ကိုလှမ်းပြီးရန်တွေ့နေပါတယ်။ဘန်နဲ့ခွမ်တို့အိမ်မှာပိတ်မိနေတဲ့အချိန်မှာတော့ကယ်ဗင်ကသူတို့စုံစမ်းနေတဲ့ကိစ္စကိုတယောက်တည်းဆက်လုပ်နေရပါတယ်။အဲ့ဒီမှာအစိမ်းရောင်ရည်တွေကိုတွေ့တာနဲ့စစ်ဆေးဖို့နမူနာယူသွားတဲ့အချိန်မတော်တဆကန်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒါကြောင့် DN alien တွေကလည်းသူ့ကိုဒိတ်ထားမိသွားပြီးတော့ဘာမှလုပ်မရတဲ့ကယ်ဗင်ကလည်းဘန်တို့ကိုပဲဖုန်းဆက်ကူညီတောင်းရပါတယ်။ဒါပေမဲ့ကန်ကောင်းတာကသူ့ရဲ့ဖုန်းကတိုက်တင်နီယမ်နဲ့လုပ်ထားတာဖြစ်တာကြောင့်အဲ့ဒီဟာကိုပဲဆုတ်ယူပြီးတော့ကန်ထဲကထွက်လာနိုင်ခဲ့ပါတယ်။ခွမ်ရဲ့ပြောပြချက်အရအဲ့ဒီထဲကအရာတွေကနျူကလ িয়ার စမ်းသပ်ချက်ကြောင့်ရေဒီယိုတက်တီကျော်နေတဲ့ကက်စတွန်ကျွန်းကဘယ်ရီတီးတွေကိုစားထားတဲ့လင်းတို့တွေရဲ့အညစ်အကြေးတွေဖြစ်ပါတယ်။အဲ့ဒီဘက်ခွာနိုတွေကကဘာပေါ်ကအရှားဆုံးအိုက်ဆိုတိုတွေဖြစ်ပြီးတော့ပမာဏများရင်အန္တရာယ်ရှိပါတယ်။ဘန်ရဲ့ဘက်မှာတော့ဖုံးပြောခင်မှာပိတ်ခံနေရပြီးတော့ကယ်ဗင်ကတော့တယောက်တည်းတိုင်ပတ်နေပါပြီ။ဒီတစ်ခါမှာတော့ဘန်ကသူ့ရဲ့မိဘတွေကိုစန့်ကျင်ပြီးတော့ဒုက္ခရောက်နေတဲ့သူ့ဘော်ဒါကိုကယ်ဖို့အတွက်ထွက်သွားပါတော့တယ်။တင်မောဘော်ကကယ်ဗင်ကတော့ hybrid ကောင်ရဲ့လက်ထဲမှာဖမ်းခံလိုက်ရပြီးတော့ဘက်ခွာနိုတွေရဲ့အကြောင်းကိုသိဖို့အတွက်စကားနိုင်နေပါတယ်။ဒါပေမဲ့မရဖြစ်နေပြီးတော့အဲ့ဒီအချိန်မှာဘန်ရောက်လာခဲ့ပါတယ်။တကယ်တော့ DN alien တွေကအဲ့ဒီဘက်ခွာနိုတွေကိုတန့်စင်နေတာဖြစ်ပြီးတော့အငွေ့ပြန်လွယ်တဲ့ isotope တစ်ခုဖြစ်ပြောင်းပြီးတော့ power source တစ်ခုဖြစ်သုံးမှာဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာတွေကိုလည်းခွမ်ကစုံစမ်းပေးထားတာဖြစ်ပြီးတော့သူတို့မသိလိုက်တာကအဲ့ဒီ power source ကိုဘာအတွက်သုံးမှာလဲဆိုတာကိုပါ hybrid ကောင်ကတော့လူသားတွေအတွက် sprite အစီအစဉ်တစ်ခုလို့ဆိုပါတယ်။အဲ့ဒီမှာ DN alien ကောင်တွေနဲ့တိုက်ခိုက်ရမှာဖြစ်ပြီးတော့ကယ်ဗင်က cable တစ်ခုကိုစုပ်ယူလိုက်ပြီးတော့ဘန်နဲ့ပေါင်းပြီး DN alien တွေကိုစော်ပါတယ်။ hybrid ကောင်ကလည်းကြံနေသေးတာဖြစ်တာကြောင့်DN alien တွေကိုကယ်ဗင်နဲ့လွှဲထားလိုက်ပြီးတော့ဘန်ကတော့ hybrid ကောင်နဲ့တကောင်ချင်းရှင်ချပါတယ်။ဒါပေမဲ့နေရာကကျင်းတာကြောင့်ဘန်ရဲ့ human castle ကအရွယ်စားကြည့်မရပဲပုံစံသစ်နဲ့ hybrid ကောင်ကဘန်ကိုအသာစီးကနေတိုက်ခိုက်နေပါတယ်။အဲ့ဒီအချိန်တကားတစ်ခုပွင့်လာပြီးတော့တနက်ပစ်ချက်တစ်ခုထွက်လာခဲ့ပါတယ်။ပြစ်လိုက်တဲ့သူကတော့တခြားမဟုတ်ပဲဘန်ရဲ့အဖေပါ။ကယ်ဗင်ကိုဝိုင်းချနေတဲ့ DN alien ကောင်တွေကိုလည်းသူတို့ပဲပြောင်းသွားလှည့်လိုက်ရုံနဲ့အကုန်လုံးတန်းနေအောင်ထွက်ပြေးသွားပါတော့တယ်။အဲ့ဒီလောင်ချာကဘန်ရဲ့အဖေနဲ့တိုးလေး friend တို့ငငယ်တဲကတက်ခုမှရှိနေတဲ့ plasma bazooka တစ်မျိုးဖြစ်ပါတယ်။ဘန်ကလည်းသူ့အမေကိုပြန်ပြောမိတာတွေကြောင့်တောင်းပန်လိုက်ရပြီးတော့ဘန်ရဲ့မိဘတွေကလည်းဘန်ရဲ့အလုပ်ရက်နဲ့လုံနိုင်စွမ်းတွေကိုမြင်ပြီးတော့ချီပြူနဲ့လက်ခံလိုက်ပါတယ်။ပြန်ထလာတဲ့ hybrid ကောင်ကိုတော့ဘန်ရဲ့အဖေကလောင်ချာနဲ့ထုလိုက်ပေမဲ့ဒီတစ်ခါမှတော့ဘာမှမဖြစ်သွားခဲ့ပါဘူး။အဲဒါကြောင့်ဘန်ကပဲလောင်ချာနဲ့ hybrid ကောင်ရဲ့စောက်ခွက်ကိုတစ်ချက်လောက်ရိုက်ပြီးတော့နိုင်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဘက်ကွာနိုတွေတင်ထားတဲ့တင်မောကြီးကိုလည်းဖျက်ဆီးလိုက်နိုင်ပြီးတော့ဘန်လည်းသူ့မိဘတွေနဲ့ပြန်ပြီးအဆင်ပြေသွားပါတော့တယ်